အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့ငကားရွှေဝါစိတ်ရွှေနာဆိုင်လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်နော်မင်းဒီနေ့ရောင်းချပေးမှလေးရကြတော့ 80K ကိုကာလာဟန်ချင်းလေးတွေပဲဖြစ်ပါတယ်ရှင်မင်းပထမဆုံးပြသပေးမှလေးရကြတော့ခပတ်ကြိုးပြောင်းဒီဇိုင်းလေးဖြစ်ပါတယ်နော်ဝေးလိုက်တဲ့ခါမှာလည်းအဟန့်တန်ရှိသောဒီဇိုင်းလေးဖြစ်ပါတယ်နော်ဒီဒီဇိုင်းလေးရဲ့ grand chain လေးကကြတော့ 1.75 grand chain ရှိပါတယ်ရှင်အရှည်လေးကကြတော့ 7.5 ပါရှင်ဈေးနှုန်းလေးကကြတော့17သိန်းဝန်းကျင်ပဲကျသင့်ပါမယ်နော်မင်းနံပါတ်2ပြသပေးမဲ့ဒီဇိုင်းလေးကကြတော့ကလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရဲ့เนาะကျဲလေး3ပွင့်လဲပါပြီးတော့ချူလုံးလေးလည်းပါလို့အရန်ချစ်ဖို့ကောင်းသောဒီဇိုင်းလေးရာလေးပါเนาะပြလိုက်လို့ရှိရင်လည်းအရန်ချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေးပါရှင်ဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 2.73 grand chain လေးရှိပါတယ်เนาะအရှည်လေးကကြတော့ 7.5 အရှည်ရှိပါတယ်เนาะဈေးနှုန်းလေးကကြတော့18သိန်းဝန်းကျင်ပဲကျသင့်ပါမယ်ရှင်မမေနောက်တစ်ခုပြသပေးမှလေးရကြတော့မင်းကလေးဆန်ပြီးတော့အရန်လာတော့ဒီဇိုင်းလေးပါနော်ဝေးလိုက်တဲ့ခါမှာလည်းမင်းကလေးဆန်ပြီးလှပမှုပေးစွမ်းနိုင်မဲ့ဟန်ချင်းဒီဇိုင်းလေးပါနော်ဒီဟန်ချင်းလေးရဲ့ grand chain လေးရကြတော့ 2.04 grand chain လေးရှိပါတယ်နော်အရှည်လေးရကြတော့ 7.5 အရှည်ရှိပါတယ်ဈေးနှုန်းလေးရကြတော့လဲ12သိန်းဝန်းကျင်ပဲကျသင့်ပါမယ်ရှင်မမေနောက်တစ်ခုပြသပေးမှလေးရကြတော့ခက်ဆန်ပြီးတော့ပကောလေးဝစ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဟန်ချင်းဒီဇိုင်းလေးကအရန်စင်ပြေဆုံးဒီဇိုင်းလေးပါနော်ကျိုးလေးကိုလည်းဟိုဘက်ဒီဘက်ကိုမတူအောင်လည်းခက်လုပ်ပေးထားပါတယ်နော်အလဲမှာကြတော့လည်းအကြားရုပ်ပုံစံလေးလည်းပါလို့အရန်လှသောလက်ရဒီဇိုင်းလေးပါနော်ဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 0.93 grand chain လေးရှိပါတယ်နော်အရှည်လေးကကြတော့ 7.5 အရှည်ရှိပါတယ်နော်ဈေးနှုန်းလေးကကြတော့လည်း9သိန်း9သောင်းဝန်းကျင်ပဲကျသင့်ပါမယ်ရှင်မင်းနောက်တစ်ခုပြသပေးမှလေးရကြတော့တွဲလောင်းလေးကိုမှကျိုင်းနေသက်တယ်ဆိုတဲ့ပြိုမေလေးရဲ့အတွက်ဖြစ်ပါရဲ့နော်။ရန်အောင်လာတော့ဟန်ချင်းဒီဇိုင်းလေးပါနော်။ဝေးလိုက်လို့ရှိရင်လည်းအဟန်တယ်လေးနဲ့အဟန်တယ်လက်လာလေးနဲ့ဝေးလို့အဆင်ပြေမဲ့ဟန်ချင်းဒီဇိုင်းလေးပါနော်။ဒီဟန်ချင်းလေးရဲ့ grand chain လေးရကြတော့ 1.10 grand chain လေးရှိပါရဲ့နော်။အရှည်လေးကကြတော့9လက်မှာပါနော်။ဈေးနှုန်းလေးကကြတော့လေ9သိန်းနဲ့1000ဝန်းကျင်ပဲကျသင့်ပါမယ်နော်။ကဲမမေနောက်တစ်ခုပြသပေးမှလေးကကြတော့လိပ်ပြပုံစံဟန်ချင်းလေးလည်းဖြစ်ပါတယ်နော်ဒီဟန်ချင်းလေးဆိုရင်အရန်ကိုချစ်ဖို့ကောင်းတဲ့ဟန်ချင်းလေးပါနော်ဝေးလိုက်ရင်လည်းအရန်လာမဲ့ဒီဇိုင်းမျိုးလေးပါနော်ဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 1.56 grand chain ရှိပါတယ်နော်ဈေးနှုန်းလေးကကြတော့17သိန်းဝန်းကျင်လေးပဲကျသင့်ပါမယ်နော်ဗီဒီယိုလေးနဲ့နေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့မမေတို့ရဲ့ page လေးကိုပဲ like and follow လုပ်ပေးပါအောင်နော်ကြည့်ကျင်တဲ့ယတနာလေးရှိရင်လည်း comment မှာရေးခဲ့ပေးပါအောင်နော်မမေရဲ့ like ကိုအဆုံးထိကြည့်ရှုပေးလို့လည်းငကားရှုပါမိသားစုမှာအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရယ်နော်